Data 4 mobile က PUBG mobile လိုမျိုးအောင်မြင်မှုတွေရရှိလာနိုင်မှာလားကျွန်တော်တို့ intro လေးပြီးရင်စလိုက်ရအောင်ကျွန်တော်တို့ game ကြောင်းလေးပြောလိုက်ရအောင် first person tactical shooter game တစ်ခုဖြစ်တဲ့ Data 4 mobile ကို Team Studio တင်းကျိတ်ကနေ develop လုပ်ခဲ့ပြီးတော့ April 21, 22, 2025 မှာ Tencent Game Level 8 ကနေပြီးတော့ Android platform ရော iOS platform မှာရော release လုပ်ခဲ့ပါတယ် Game mode အနေနဲ့ကတော့၃မျိုးပါဝင်မှာဖြစ်ပါတယ်ပါဝင်တဲ့ Game mode တွေက Warfare mode, Operation နဲ့ Black Hole Down ဆိုပြီးတော့ဖြစ်ပါတယ် Number 1 Warfare mode Warfare mode အနေနဲ့ကတော့ lab battle ပုံစံမျိုးနဲ့ပစ်ခတ်ရမှာဖြစ်ပြီးတကယ် battle တွေရောက်သွားတဲ့ right မျိုးပြီးနိုင်မှာလည်းဖြစ်တယ်။နှစ်သိန်းပစ်ခတ်ရမှာဖြစ်ပြီးတော့တစ်သိန်းကို32ယောက်စီပါဝင်မှာလည်းဖြစ်တယ်။အစာပိုင်းမှာကွန်ပျူတာတွေနဲ့ကျုံးရမှာဖြစ်ပြီးတော့နောက်ပိုင်း level up လာရင် real player တွေနဲ့ပစ်ခတ်ရမှာဖြစ်ပါတယ်။မန်မျိုးသားစုံနေစွာပါဝင်လို့တော်တော်နဲ့ညီးငွေ့မှာတော့မဟုတ်ပါဘူး။ Number 2 Operation mode Operation mode အနေနဲ့ game ထဲမှာ loot တွေကိုစုဆောင်းရမှာဖြစ်ပြီးတော့ရရှိလာတဲ့ item တွေကိုအသုံးပြုပြီး exchange ပြန်လုပ်ရမှာဖြစ်တယ်။ operator များစွာကိုစုံလင်စွာတည်ရမှာလည်းဖြစ်တယ်။ Number 3 Black Hole Down mode အနေနဲ့ကတော့ mobile platform မှာမရသေးတဲ့အတွက် only on PC ပဲရအောင်မှာဖြစ်ပါတယ်။ Gameplay feature အနေနဲ့ပြောရရင်တော်တော်လေးကို realistic ဆန်တယ်ဗျ။ game ထဲမှာပါဝင်တဲ့ M1A4 လိုမျိုး battle tank တွေနောက်ပြီးတော့ absorb vehicle လိုမျိုးတိုက်ခိုက်ရေးယာဉ်တွေမကုန်သေးပါဘူးဗျ။ရှိပါသေးတယ်။နောက်ထပ် GT235 လို light gun မျိုးတွေနဲ့ Recon helicopter လို helicopter မျိုးတွေအထိပါဝင်ပါတယ်။ operator တွေအနေနဲ့ Exhaust, Support, Engineer, Recon တို့လိုမျိုး class ၄မျိုးရှိပြီးတော့ class တစ်ခုချင်းစီမှာ Dewu, Stinger, Luna, Hector တို့လိုမျိုးမတူညီတဲ့ special ability တွေနဲ့ character တွေတွေ့ရှိရပါတယ်။ weapon တွေအနေနဲ့အားလုံးကြိုက်ကြတဲ့ QBZ95-1 assault rifle လိုမျိုး Uzi submachine gun လိုမျိုး AWM sniper rifle လိုမျိုး Desert Eagle တို့လိုမျိုး pistol တွေအထိစုံလင်စွာပါဝင်ပြီးတော့ damage, range, control, heading, stability, accuracy တွေကောင်းဖို့အတွက်လည်း optic တွေ full grid တွေ max stock တွေနဲ့လိုအပ်တယ်လို့ adjust လုပ်နိုင်ပါတယ်။ free to win ဖြစ်တဲ့အတွက်တော်တော်လေးကိုဆော့လို့ကောင်းမှာပဲဖြစ်ပါတယ်။ Original Data 4 series အနေနဲ့ကတော့1998မှာ Nova Logic က PC မှာ release လုပ်ခဲ့ပြီးတော့ graphic နဲ့ gameplay ကိုတစ်ချက်ကြည့်လိုက်အောင်Finally 2023ကိုရောက်တဲ့အခါမှာတော့ Team Studio ကနေ modern graphic တွေ new mood တွေနဲ့ Data 4 ကို review လုပ်ခဲ့ပါတယ်။ဆိုတော့ဘယ်လိုလူမျိုးတွေရွေးချယ်သင့်သင်က tactical squad gameplay တွေကိုနှစ်သက်တဲ့လူမျိုး real world weapon တွေနဲ့ vehicle တွေကိုကြိုက်တဲ့လူမျိုးဆိုလုံးဝလက်လွတ်မခံသင့်ပါဘူးဗျ။ဘယ်သူတွေကရောမရွေးချယ်သင့်ဘူးလဲ။ solo gameplay တွေကိုနှစ်သက်တဲ့လူမျိုးဆိုရင်တော့မရွေးချယ်သင့်ဘူးဗျ။ Black Hole Down မှာ mission တွေကတော်တော်ခက်ခဲတဲ့အတွက်ဝေဖန်ခံရရည်လည်းရှိတယ်။ low end device တွေအနေနဲ့စော့ရင်ပူတာလက်တာမျိုးဖြစ်နိုင်တဲ့အတွက်ဂရုပြုရမှာဖြစ်ပါတယ်။အခုမှ mobile platform ပေါ်ရောက်ရှိလာတဲ့ game တစ်ခုအနေနဲ့ Player Unknown Battleground လို့အောင်မြင်မှုတွေရရှိဖို့ကတော့စောင့်ကြည့်ရပါဦးမယ်။ Player Unknown Battleground က Battle Royale အမျိုးအစားဖြစ်ပြီးတော့ Data 4 mobile က tactical first person shooter game ဖြစ်တဲ့အတွက်ဒီ game တစ်ခုကိုရှင်ပြောလို့ရမှာမဟုတ်ပါဘူး။ Player Unknown Battleground က survival, lament standing ဘက်ကို focus ပြီးတော့ Data 4 mobile က tactical, military shooting မျိုး strategy မျိုးတွေနဲ့ပစ်ခတ်ရတာဖြစ်တဲ့အတွက် game တစ်ခုချင်းစီကမတူညီတဲ့ unique ဖြစ်တဲ့ taste ကိုပေးနိုင်မှာဖြစ်တယ်။ Data 4 mobile ရဲ့ operation mode က PUBG ရဲ့ Metro Royale mode နဲ့ရှင်ပြောလို့တော့ရပါတယ်ဗျ။တို့ပေမဲ့ mode နှစ်ခုသာရှင်ပြောလို့ရပြီးတော့ game နှစ်ခုကိုရှင်ပြောလို့မရဘူး။တစ်ခုက first person tactical shooter game ဖြစ်ပြီးတော့တစ်ခုက battle royale ဖြစ်နေလို့ပါဗျ။အနည်းချုပ်အနေနဲ့ပြောရရင် game တစ်ခုချင်းစီကအားနည်းချက်အားသာချက်တွေရှိတဲ့အတွက်တကယ်ချင်းတို့အနေနဲ့အတွေ့အကြုံတွေကို comment မှာ share လုပ်သွားလို့ရတယ်ဗျ။ကျွန်တော်တို့ channel ကအခုမှအသစ်ဖြစ်တဲ့အတွက် like and subscribe လုပ်ပြီးတော့အားပေးသွားဖို့လည်းတောင်းဆိုပါတယ်။ Telegram မှာလည်း channel လေးထောင်ထားတဲ့အတွက်လာရောက် join ပြီးတော့ support သွားလို့ရပါတယ်။အားလုံးကိုနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျ။